မင်္ဂလာပါဒီနေ့ဆလာဘီယာငါးဟင်းစီပြန်လေးချက်စားပြပါမယ်ဒီငါးလေးကစားလို့ကောင်းတယ်နော်ဆလာဘီယာငါးကဲစီပြန်လေးချက်စားမှာဖြစ်ပါတယ်အရင်ဆုံးငါးကိုရေဆေးတက်စင်မယ်ပြီးရင်အရသာနေထားမယ်နော်အရသာတော့ကတော့အချိုမုတ်စားအသားမုတ်စနွေးနေနော်အရသာနေပြီးတော့နှက်ထားမယ်ပြီးရင်ရုပ်ဒီထောင်းမှာပေါ့နော်ကျက်သွန်နီရုပ်ဒီကွဲချမ်းအဆက်ကြိုင်များများထက်အယောင်တော့ကတော့ရောင်နီထွန်းเนาะအစိမ့်မှုတ်လေးတုံးလာပါတယ်ဒီစနွေးလေးထည့်ပါမယ်ငပိလေးပါနည်းနည်းထည့်မယ်เนาะစင်စငပိကဲထောင်းပြီးကုန်ရင်တော့စီတက်ပါမယ်ငရုတ်ဒီတို့ကိုမွေးတဲ့ထိเนาะစီလေးတက်ပေးပါမယ်အဲဒီရုပ်ဒီမွေးလာပြီဆိုရင်နှက်ထားတဲ့ငါးကိုထည့်ပါမယ်ပြီးရင်မှုပေးပါနော်ရေမထည့်သေးဘူးနော်အသားတွေအားလုံးစိတ်ဝင်တော့ရအောင်လုံးပြီးမယ်နော်ခဏလေးကြော်ထားပြီးမှာပေါ့ပြီးရင်တော့ရေထည့်ပါမယ်ရေလေးထည့်ပြီးရင်9မိနစ်လောက်ချက်ထားမယ်နော်ဒီငါးကကြာချက်စရာမလိုဘူးနော်သူကနူးမြန်တယ်ကြက်မြန်တယ်ကြာချက်တော့အသားကြည်တော့မှာကဲဟုတ်ပြီအခုရေလေးစစ်လာပြီနော်တော့ခဏလေးလှန်ပေးမယ်9မိနစ်ပြတော့အိုးမကက်အောင်နော်ပြီးရင်မကြီးမဲ့ရေထည့်မယ်နော်မကြီးမဲ့ကိုရေစိမ်လာတယ်ချီချင်းကြရင်တော့များများထည့်ပေါ့မကြီးမဲ့ရေထည့်ပြီးရင်မှုပေးမယ်ပြီးရင်ခဏလေးပြန်ချက်ပါမယ်နော်ကဲအခုလို့ဆိုရင်တော့ကြက်ပါပြီနော်ဒီလောက်ဆိုကဲရတာလေးမြည်ကြည့်မယ်အပေါ်ငန်းလိုတာရှိတော့ထည့်ပေါ့နော်ကဲပြီးရင်ရှာနနာလေးအုပ်ပြလိုက်မယ်ပြီးရင်ဖုံးပိတ်မီပိတ်ပြီးတော့ဖုံးလေးပိတ်ပြီးတော့ချလို့ရပါပြီနော်ကဲဒီမှာဆလာဘီယာငါးဟင်းစီပြန်မှုလေးဒီငါးကနော်ချက်ရမြန်တယ်သူကနူးမြန်တယ်ချက်စားကြည့်နော်ရန်စားကောင်းတယ်ကဲပြောနေရင်ပိုက်စားလာပြီညောကငါးကောင်းကိုအရင်စားပါမယ်ငါးကောင်းဆိုရန်ကြိုက်တယ်နော်သူအုံနှောက်ဆုပ်စားရတာစိတ်နေမှာโอเคအားလုံးကိုကျေးဇူးတင်ပါတယ်နော်နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်